ဒူဘိုင်းမှာဒီလိုတွေသွားနေတယ်အဆင်ပြေနေတယ်စေးဖြစ်နေတယ်ဟုတ်ပါတယ်မှန်တယ်စေးဖြစ်ပါတယ်ဒူဘိုင်းကကျွန်တော်တို့လည်းဒီဒူဘိုင်းကနေပြီးတော့မပြန်ကျင်ဘူးပေါ့နော်စေးဖြစ်တယ်ဒါကြောင့်လဲဆိုတော့ဒီဒူဘိုင်းမျိုးပေါ်မကြအောင်ဒီ UAE ကိုမကြအောင်ပေါ့ဒီ UAE အစိုးရကနေကာကွယ်ထားပါတယ်ဒီ drone ခွင်းဆက်တွေပါတယ်နဲ့ကာကွယ်ထားတဲ့အတွက်စေးဖြစ်ပါတယ်ဟိုထိကြိုက်တန်ရာရတာလေးတော့အနေချင်းတော့ရှိတာပေါ့နော်အပိုင်းစာတွေကြာပြီးတော့ပောက်ကွဲတာပဲဖြစ်ဒါမျိုးလေးတော့ရှိတတ်ပါတယ်ဖြစ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မသိတဲ့အပိုင်းပေါ့နော်အများပြည်သူမသိတဲ့အတိုင်းမသိတဲ့အပိုင်းတွေရတယ်အများကြီးရှိပါသေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီဘန် airport ထဲမှာလောက်တာဖြစ်တဲ့အတွက်အဲ airport ထဲမှာလေယာဉ်တွေကဘယ်လိုလေယာဉ်တွေဘယ်လောက်ထွက်သွားတယ်ဘယ်လောက်ပြန်ပြီးတော့ဝင်လာတယ်ဘယ်လောက်ထွက်သွားတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သိဆုံးပါအဲ့ဒီအတွက်ကြောင့်ဒီဒူဘိုင်းမှာကစစ်ဖြစ်တယ်လုံခြုံတယ်ဒါမှန်တယ်သွားနေတယ်အခုပုံမှန်သွားနေတယ်ကျွန်တော်ရှေ့မှာပြထားတဲ့ပုံတွေအတိုင်းပဲဗီဒီယိုတွေအတိုင်းပဲလိုပဲပုံမှန်သွားနေကြပုံမှန်လေပတ်နေကြအဲ့ဒါကဘယ်နေရာမှာလဲနော်ဘယ်နေရာမှာလဲကျွန်တော်တို့ဒီအမေရိကတဝိုင်းမှာလားဒါမှမဟုတ်မြို့လေခေါင်မှာလားဒါမှမဟုတ်ရင်ဆောနာပြောတဲ့ဟိုဒီတိုရစ်ဇင်ပေါ့နော်တိုရစ်ဇင်တွေများတဲ့ခီးသွားတဲ့နေရာအဲ့နေရာတွေရောဘယ်သူတွေကရောက်ပြီးပြီလဲအဲ့နေရာတွေဘယ်သူရိုက်ပြလို့လဲဟုတ်တယ်မလားကျွန်တော်တို့ရောက်နေတဲ့နေရာကျွန်တော်တို့ပတ်ဝန်းကျင်ဒီအလုတ်သမားတွေတော်တော်များများကျွန်တော်တို့ခုသွားလာလှုပ်ရှားနေတဲ့ပုံတွေကဒါအလုတ်သမားတွေဗျာအလုတ်လာလှုပ်ရှားတဲ့လူတွေကြည့်ပဲနော်ဟို business လာလုပ်တဲ့လူတွေမဟုတ်ဘူးတကယ်စီးပွားရေးကြီးစားလုပ်ငန်းရှင်တွေသွားလာနေတဲ့နေရာမဟုတ်ဒီနေရာဒီရထားပေါ်မှာဆိုရင်လည်းဒါကျွန်တော်တို့လှုပ်လာလှုပ်တဲ့သူတွေကြည့်ပဲကွန်ပျူတာစုဝန်ရေးအတွက်လာလှုပ်တဲ့သူတွေကြည့်ပဲမဖြစ်မနေလာလှုပ်ရတဲ့သူတွေကြည့်ပဲအဲ့ဒီအတွက်ကြောင့်စိတ်ဖြစ်လာဖြစ်တယ်ဒါပေမဲ့အလုတ်ကင်ခွင်လန်းကအတော်ရှားသွားပြီခုကျွန်တော်တို့တွေတည့်ရက်မှာဘယ်လောက်ထိဝန်ထမ်းတွေရှော့ချနေလဲဆိုတာဘယ်သူမှမသိနိုင်ဘူးเนาะဘယ်သူမှမသိနိုင်ကျွန်တော်ကိုယ်တိုင်ပါဝင်ဒါဝန်ထမ်းရှော့ချတဲ့ထဲမှာပါတယ်ကျွန်တော်တို့တွေလည်းရှော့ချအဲ့ကြောကျွန်တော်တို့တွေဒီဒူဘိုင်းမှာအများကြီးပဲရှော့ချတဲ့ထဲမှာပါတယ်ကျွန်တော်တို့ဆိုရင် experience တွေအများကြီးရှိကျွန်တော်တို့ဆက်ရှာလို့ရသေးလားဆိုတော့မလွယ်ဘူးဘာလို့မလွယ်လဲဆိုတော့ဒီချိန်မှာဘယ်သူမှမခန့်ကျင်ကြတော့စီးပွားရေးအခြေအနေကလှုပ်ဖြစ်နေပြီစီးပွားရေးတွေဒီလိုမျိုးပြန်လဲထောင်တက်လာဖို့ဆိုရင်အနည်းဆုံး6လလောက်ကတော့ဟိုဒီဟိုလောက်အောင်အချိန်ယူအောင်ပဲပေါ့နော်ဒါအနည်းဆုံးနော်အနည်းဆုံး6လအဲ့အတွက်ကြောင့်ဒူဘိုင်းကိုလာမယ်ဆိုရင်လေကိုစဉ်းစားကြပါပေါ့နော်စဉ်းစားကြပါကျလာလို့ရတာမရဘူးလားဆိုရတယ် airline တွေဖွင့်နေလေကြောင်းလိုင်းတွေဖွင့်နေလေဆိပ်တွေဖွင့်တဲ့အတွက်ကြောင့်လာလို့ရတယ်စိတ်ဖြစ်တယ်ဒါပေမဲ့တစ်ချက်ပြန်ကြည့်ရမှာပါလေကိုကဘာလာလုံးမှလဲစီဝိုင်းလာလုံးမှလားဒါမှမဟုတ်ရင်အပျော်လာတာလားဒါမှမဟုတ်ရင်ကိုပတ်စံလာရှာတာလားအဲ့ဒါတွေပြန်ကြည့်တဲ့အခါမှာပတ်စံလာရှာတာ90%များတယ်ဗျာ90%ဆိုတော့အဲ့လိုမျိုးပတ်စံရှာဖို့အတွက်ဆိုရင်ဒီကစီဝိုင်းလုပ်ငန်းရှင်တွေကအသင့်ရှိနေမှာကျွန်တော်တို့ပတ်စံရှာလို့ရမှာလေဒီကစီဝိုင်းလုပ်ငန်းရှင်တွေမရှိတော့ဆိုရင်ကျွန်တော်တို့လည်းရှာလို့မရတော့အဲ့အတွက်ကြောင့်view site ကြပါဒူဘိုင်းကိုလာမယ်ဆိုရင်ကျွန်တော်အကြံမပြုသေးပါဘူးဒီချိန်ဒီကာလအတွင်းမှာမလာကြပါသေးနဲ့ဟုတ်ကဲ့အားလုံးပဲဘေးရန်နေကင်းရှင်းကြပါစေဗျာ